ပြီးနောက်ကညီညီလေးလိုက်ဆိုကြအနန္တဥသုံးချိန်ချတညရဲရှိခိုးရမှာလားညတိုင်းရှိခိုးရမှာလားဝမ်းသာတယ်ညီငယ်နှမငယ်ဒီတရားပွဲရောက်လာလို့ဘာလို့ဝမ်းသာသလဲရောက်လာတော့ဘုန်းကြီးတို့ဆုံးမကျင်တာလေးတွေဆုံးမရဒါကြောင့်ဝမ်းမြောက်ဘုန်းကြီးတရားပွဲပြည်မြို့မှာဟောတော့ကယဉ်ကျေးမှုဇာတ်ယုံကြီးရှံထွက်အပြစ်မဲ့လူတဝက်သာသာလောက်စုံလို့တရားပွဲထဲမှာကလာသာကလာသမီးယောက်ျားမိန်းမတရုတ်ကလာရှံကရင်ကချင်စသည်ပိဋကပေါင်းစုံဘာသာပေါင်းစုံတုတ်တရားပွဲကတော့နာကြတချင်းဆိုငွန်းလာခဲ့လို့လေအခုကြည်စမ်းပိဋကကြီးဒါရီမျော်လင့်လို့ရောက်လာတဲ့လူတွေများစွာပါတယ်ဟဲ့ဒါပေမဲ့လို့ညီငယ်နှမငယ်တို့တော်ပြီမင်းတို့တွေတရားနာခြင်းစိတ်ပေါအောင်ငါဆွဲခေါ်ခဲ့တဲ့နှစ်ပြိဋ္ဌိတာလည်း20ကျော်ပြီကွအနှစ်20ကျော်ပြီဟဲ့တရားဟောလာတာဓာတ်စာလေးတွေကျွေးပြီးတော့တရားဝဲမရောက်အောင်ကလေးပေါက်စလေးတွေကအစနာရီပြ2ချက်3နာရီအထိနာနိုင်အောင်ငါလဲဆိုခဲ့လှပြီငိုခဲ့လှပြီတရားဝဲကြီးမှာဘလုံးရှုပ်ထွေးကြော်တဲ့ဘုန်းကြီးဆိုတော့ပရိသတ်ကတဲပေါ်တယ်နိုင်ငံကျော်ဆိုလို့ကျုပ်သီးသန့်ကျော်မထင်နဲ့ဘလုံးရှုပ်ထွေးကြော်ပါဗျာကလေးတွေလည်းလာကြဟဲ့တို့ဂျာနီကန်တရားနာရတာမဆိုးဘူးကွာတယ်မပြင်းဘူးကွာတယ်တခါမင်းသချင်းလေးရဆိုလိုက်သေးဗျာမဲနောက်ပိုင်းငိုချင်းချတာမင်းငါမျက်ရည်ကိုဝိုင်းလာတာဗျာတရားကိုတကယ်လိုလား၍ကြင့်ကြံကြိုးကိုအားထုတ်ဖို့လာကြတာမဟုတ်ပါဘူးပြိဿတို့ပါတော့လေဒီဆိုတာငိုတာလေးတွေကြိုက်လို့လိုက်လာတော့မှဘုန်းကြီးတို့ကဟဲ့ညီငယ်နှမငယ်တို့ယရဏသုံးပါးအပါဝင်ဖြစ်တဲ့ယဟန်သံဃာတော်များနဲ့ဘယ်လိုဆက်ဆံရမလဲလမ်းတွေ့တော့အရိတ်တောင်နေထွက်တဲ့အချိန်နဲ့နေဝင်တဲ့အချိန်ဘယ်ဘက်ကရှောင်ရမလဲမိဘဆရာသမားဘိုးဘွားအသက်ကြီးတဲ့ပုဂ္ဂိုလ်များတွေ့လို့ရှိရင်ခါကလေးကိုင်းသွားရမယ်မိဘဆရာသမားလိုရိုးသေးစွာလှုပ်ကြွေးရမယ်အစရှိသဖြင့်ကျုံလိုခြင်းနဲ့ပုံစံလေးတွေကိုသွင်းပေးခဲ့ပါပြီပြိဿတချင်းဆိုငိုခဲ့တာလဲကြာပါပြီဒီလိုကြတော့ကလာသားကလာသမီးလဲစုံတယ်ယောက်ျားမိန်းမကလေးလူကြီးဆရာတော်သံဃာတော်များဆိုရင်ဒီနေ့အများကြီးကြွလာတချင်းဆိုတာနှစ်သက်လို့ကြွလာတော်မူကြတာမဟုတ်ပါဘူးတချင်းမဆိုင်တို့ပါတော့လဲစကားဟောကွက်ပြောကွက်အချိတ်အဆက်ဘယ်လိုပြောတယ်ဘယ်လိုဟောတယ်ဘဟုတုတယူခြင်းတော်မူကြ၍ကြံဒီကံတရားဝဲကိုရောက်လာတော်မူကြတာဖြစ်ပါတယ်လူကြီးမိဘတွေကျုပ်တရားဝဲရောက်လာတာဘာဖြစ်လို့ရောက်လာတယ်လဲဆိုတာငိုတာကြိုက်လို့မဟုတ်ပါဒါပြဘာလို့လာတယ်လဲကြံဒီကံတရားပွဲကတဲ့ကလေးတွေကိုသင်ခန်းစာများများပေးတယ်တဲ့တို့သားသမီးလေးတွေကြံဒီကံတရားနဲ့ဆုံးမနေရတာတဲ့တို့အိမ်တွေမှာကက်ဆက်ကွေတွေရှိတယ်တဲ့ကလေးတွေကစပြီးတော့ဖေကြံဒီကံဖွင့်စမ်းပါမေကြံဒီကံဖွင့်စမ်းပါဇာထုတ်တွေတောင်ကလေးတွေကလူကြီးတွေတဲ့တဝက်တစ်ပြက်မှတ်မိနေတယ်တဲ့ဒါကြောင့်မို့လို့ငါတို့သားသမီးလေးတွေဒီကြံဒီကံတရားပွဲနဲ့အသင့်လျော်စို့တရားပွဲကိုကလေးတွေရောက်လာသဖြင့်လူကြီးတွေဝမ်းမြောက်ကြပါသောကြောင့်ဇက်ပွဲအငိမ်ပွဲရုပ်ရှင်ပွဲသွားတာထက်တော့တော်သေးရဲ့ဆိုပြီးလူကြီးတွေကလည်းကျုပ်ဆိုတာငိုတာခွင့်ပြုခဲ့ကြတာအနှစ်20ကျော်ပါပြီမြန်မာနိုင်ငံရှိတဲ့ဆရာတော်သမတော်ကြီးများနဲ့တကွညီတော်နောင်တော်တန်ဃာတော်အရှင်သူများခွင့်ပြုခဲ့တာလဲကြားပါပြီကြားလာတဲ့အချိန်ခါမှာအသက်က45နှစ်တော်တော်လေးလာကပြည့်ပြီးတော့46ထဲရောက်လာတော့ဘုန်းကြီးတရဇိုဟောခဲ့တာတော့ကြာပြီ106ပြန်လှည့်အောင်မှာပဲလို့ပရိသတ်ရေနည်းနည်းလေးကျုပ်လိုင်းပြောင်းမှုစိတ်ကူးပြီးတော့အင်းစိန်လုံးကလည်းပြောခဲ့ပါပြီအလုံးလုံးကလည်းဘုန်းကြီးပြောခဲ့ပါပြီအခုဖြူတို့ညောင်းလေးပင်တို့လည်းပြောခဲ့ပြီအဲ့ဒါလို့ပြောခဲ့ပါသဖြင့်တရားဟောတဲ့နေရာမှာလိုင်းကလေးပြောင်းဟဲ့ညီငယ်နှမငယ်တို့ဆိုတာငိုရာတွေနဲ့ကြီးအချိန်ကုန်နေကြရင်လည်းသက်တမ်းတူတဲ့လူဘဝလေးမှာတ
တန်ဖိုးရှိတဲ့အလုတ်တွေဖြင့်မလုတ်ဖြစ်ဖဲအဲ့ဒီဘက်တင်နစ်မျောနေမှာဆိုလို့ဂိုင်းဟဲ့ဤငယ်နှမငယ်တို့ဒီကနေ့1339ခုနှစ်နရောလစုပ်14ရက်နေ့ညဒီကနေ့ကစပြီးတော့မြန်မာနိုင်ငံမှာကြာနီကံဒီတရားဟောတာလိုင်းပြောင်းသွားပြီလို့မှတ်ထားကြကွယ်ဆိုကငိုကလှပါပြီမြန်မာနိုင်ငံအနှံ့ပြားလဲတိတ်ခွေတွေဘွဲပေါက်ကုန်ပါပြီနော်ကြာနီကံမဆိုးမငိုပဲဟောလဲပဲနာဘူးတဲ့တရားနာပြိဿတ်ဒီလိုင်းပြောင်းသွားပါတဲ့ဖြင့်သာဓုအနုမောဒနာခေါ်ယူဝမ်းမြောက်ဝမ်းသာတရားနာကြမှာဖြစ်ပါတယ်ဒါကြောင့်ဆရာတော်တမတော်ကြီးများနဲ့လူကြီးမိဘမြန်မာနိုင်ငံတဝန်းလုံးရှိဖယားသားသမီးဖြစ်ကြသောသူတော်စင်များနှခေါင်းရှုံနဲ့မကြိုက်မနှစ်သက်တဲ့ကဲ့ရဲ့ပွဲအလုတ်ကြီးကိုဖြင့်ဘုန်းကြီးဒီကနေ့ကစပြီးတော့မလုတ်တော့ပဲဆက်လက်ပြီးတော့တရားတော်ကိုရည်စရာပုံတို့ပတ်စလေးနဲ့တကွလိုင်းပြောင်းပြီးတော့ဟောပါတော့မယ်လို့ဒီကနေ့အားလုံးတသိပေးကြေညာရပါတယ်ကြွရောက်တော်မူလာကြတဲ့ဆရာတော်သံဃာတော်အရှိသူမြတ်များလည်းဗျာတပည့်တော်သင်္นานပေးဘူးပါပြီဗျာသင်္นานပေးလိုက်တာ45ရက်ပါဗျာကြာဏီကမှ45နှစ်ကြီးမှန်းလို့သံဃာ80လောက်ရန်ကုန်မန္တလေးမော်လမြိုင်ပသိတရဲအောင်လံမင်းတုံးပြေကံဘလူရွှေဘုံမှစပြီးတော့နယ်ပေါင်းစုံသံဃာတော်လေးတွေကြွလာကြပါတယ်ဗျာတပည့်တော်သင်္นานပေးတဲ့နေရာမှာဆိုရမယ်ငိုရမယ်သင်္นานကိုများစွာပေးခြင်းမဟုတ်ပါအရှင်ဘုရားတို့တပည့်တော်သင်္นานတက်ရန်ရောက်ရှိလာတဲ့အချိန်ခါမှာဟဲ့ကြာဏီကသချင်းဆိုလို့ကြော်တာကွာကြာဏီကငိုလို့လူချိုင်များတာကွာဆိုတဲ့အသိမျိုးသိပြီးတော့ငါတို့လည်းဒီသင်္นานကပြန်ရင်တချင်းဆိုငိုလိုက်မကွာငိုရင်ဆိုရင်ကြော်မှာပဲဆိုတဲ့အသိကိုအရှင်ဘုရားတို့ဖြောက်ပြစ်တော်မူကြပါဗျာလို့သက္ကာယဒိဋ္ဌိဖြုတ်ခံဝိပဿနာကစပြီးကျုပ်သင်္นานပေးခဲ့တာပါဗျာအရှင်ဘုရားတို့သခင်အယံမဲမဆိုကြပါနဲ့ဗျာမြန်မာနိုင်ငံလှည့်သာသနာပြုတဲ့ချိန်ခါမှာအရှင်ဘုရားတို့သခင်အယံမဲဆိုလိုက်ရင်ကြာဏီကံကထွက်လာဒီတိုင်းနေမှာပေါ့ကွာဆိုရင်တပည့်တော်ရှိမြာဥလှဲ့ပါလိမ့်မယ်ဗျာအရှင်ဘုရားတို့ဆိုတဲ့အချိန်ခါမှာဖုံအပိတ်ကျင်းနာအောင်သီခံနိုင်လောက်အောင်ရေးရေးလဲလဲပတ်ပတ်နနမပြောတတ်ရင်ဖြင့်တပည့်တော်ထံရောက်လာပါလိမ့်မယ်ဆိုရင်သင်္นานဒီတိုင်းပေးခဲ့တာပါပဲပြိဿနောက်တာကြောင့်နောက်အခါသင်္นานပေးရင်လည်းပဲဘုန်းကြီးတို့တချင်းတွေငိုချင်းတွေလုံးဝဖြောက်၍စီကံတကြနီလန်းတကြနဲ့ဘုရားဟောတဲ့အဆုံးအမတိုင်းဟောဖို့သင်္นานပေးဖို့ရာအကြောင်းမရှိပါနဲ့ဒါကြောင့်ဒီကနေ့အားလုံးကုန်တရားဓမ္မတွေနဲ့တကွတရားနာရောက်လာကြတဲ့သူတော်စင်အပေါင်းတို့သည်စိတ်ချမ်းသာစရာဝမ်းမြောက်စရာစကားကိုဒီကနေ့စ၍ကြီးညာရခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ကျုပ်အနေနဲ့ကတော့ဟောလာခဲ့လို့တပြေလုံးနဲ့သိနေပါပြီ။တရားဟောတဲ့နေရာမှာဆိုတာငူတာကလွဲလို့တိုင်းပြည်ချုပ်တဲ့ပုဂ္ဂိုလ်များနဲ့တကွသာသနာရေးဘာသာရေးပညာရေးလူမျိုးရေးစီးပွားရေးအသင်းဖွဲ့ဂိုင်းကနပုဂ္ဂိုလ်ရေးဘယ်လို့မှမပုတ်ခတ်ဖဲနဲ့ဟောလာခဲ့တာအနှစ်20ကျော်ရှိလာခဲ့ပါပြီပြိဿဒါကြောင့်သွားလာလေရအနှောက်ရှက်အန္တရာယ်ကင်းလို့ဘုန်းကြီးဒီမြို့တစ်မြို့တရားဟောတော့မယ်ကြံရင်မေတ္တာသုတ်ကိုရုပ်ပြီးတော့ဝင်ပါတယ်ဒီမြို့ငါရောက်တဲ့နေရာကစလို့ဒီမြို့မှာရှိကြတဲ့ဝိနည်းရနဲ့တကွအားလုံးကိုတတ္တဝအနန္တချမ်းသာကြပါစေကျုပ်ရဲ့မေတ္တာစိတ်ဓာတ်ပြန်ထွက်ပြန်တော့လဲထွက်တဲ့မြို့ကနေပြီးတော့မေတ္တာသုတ်ကိုဘုန်းကြီးရုပ်ပြီးတော့ထွက်ခဲ့ပါတယ်ဒါကြောင့်မေတ္တာတရားနဲ့ခရီးသွားနေတဲ့ဘုန်းကြီးမို့ကျုပ်ပေါ်မှာချစ်ကြခင်းကြကြီးညိုကြလေးစားတဲ့ပုဂ္ဂိုလ်တွေများကြပါသဖြင့်အခုတရားဝဲကြီးမှာကြည်စမ်းပါပွဲလန်းတော့ပဲဆိုပဲထိန်ရလိမ့်နေတဲ့ပြည်သားကြီးမဟုတ်ပါဘူးမျက်စိတစိုးအခုကျုပ်တရားပွဲဟာရောက်ရတိုင်းမှာတောင်းချီပြီးတော့လာကြပါဘယ်လိုပဲများတော့လဲပဲဘုန်းကြီးရဲ့မေတ္တာဓာတ်ကိုပြန်လှန်ပြီးတော့ဘုန်းကြီးပေါ်မေတ္တာဓာတ်ထားကြပါသဖြင့်ငြိမ်ပြီးတော့တရားနာရတာတွေ့ရပါသဖြင့်အတိုင်းအဆမသိဘုန်းကြီးဝမ်းမြောက်မိပါတယ်ဒါကြောင့်ရှေ့ပိုင်းပြောတဲ့စကားလုံးလေးတွေပြောပြီးတဲ့နောက်จิตတော်မြတ်စွာဘုရားသာသနာနောက်ပိုင်းမှာဘုရားကိုယ်တော်မြတ်ကြီးမနှိမ့်ဆက်ခဲ့တဲ့မာနကြီးကိုနှိမ့်ဆက်တဲ့ရှင်ဥပဂုတ်တမထေရเจ้าကိုကျုပ်ဟောမလို့ဟိုရှင်လေးပါးသေလေးပါးဆိုတာတော့ခင်ဗျားတို့ကြားဘူးနေကြပါတယ်ကြားဘူးတဲ့စကားလေးဘုန်းကြီးပြောပါရှင်လေးပါးဆိုတာကျွတ်တို့ရှင်ဥပဂုတ်တတောင်သမုဒ္ဒရာမှာကြေးပြတ်တဲ့သတင်းသုံးပါ
ရှင်သာရဓာတ္တာဆိုတာကမြောက်သမုဒ္ဒရာမှာကျွတ်တို့ရွှေပြတ်တတ်တဲ့သတင်းသုံးပါရှင်သက်ကောသာရဆိုတာကတော့ကျွတ်တို့အရှိသမုဒ္ဒရာမှာရွှေပြတ်တတ်တဲ့သတင်းသုံးရှင်မေတ္တရဆိုတဲ့မထေကတော့အနောက်သမုဒ္ဒရာမှာကြေးပြတ်တတ်တဲ့သတင်းသုံးပါဒါရှင်လေးပါးဆိုတာသူတို့ကိုခေါ်ပါတယ်နောက်တစ်ခါသေလေးပါးဆိုတာကအရှင်မဟာကတ္တဗဝေဘာရတောင်မှာကျွတ်တို့မြကဗလာထက်မှာရှိပါတယ်ရှင်မဟာကတ္တဗရဲ့အလောင်းတော်လို့ဒီလိုဆိုတယ်အရှင်သုဘာရမထေကတော့ကျွတ်တို့ဥတ္တမတောင်မှာဥတ္တမတောင်ထက်မှာရှိပါအရှင်ဥပေက္ခာရမထေကတော့မကုတ္တတောင်ထိပ်မှာရှိပါအရှင်ဓမ္မသာရကပန်းမျိုးစုံခသောတောင်ထိပ်ပွေမှာကျွတ်တို့ရှိပါအဲ့ဒါသေလေးပါးလို့ခေါ်ပါတယ်ဒီသေလေးပါးရှင်လေးပါးတို့သည်ကျွတ်တို့စာငယ်များနဲ့တကွာအရာသုံးစကားသုံးနေကြလို့လူတိုင်းပြောနေလို့ဒါလေးသိလောက်အောင်ထည့်ပြောပါတယ်သင်္ဃာယနာတင်တဲ့ကျမ်းကြီးကျမ်းဂိုင်မှာကျွတ်တို့ခိုင်ခိုင်ခန့်ခန့်မတွေ့ရပါဘူးမတွေ့ရတော့လည်းပဲဖယားသာသနာမှာထင်ရှားကြော်ကြားတဲ့ပုဂ္ဂိုလ်များအနေနဲ့ယုံကြည်အားထားပြီးတော့ကိုးစားတဲ့ပုဂ္ဂိုလ်များမှာအကျိုးမရောက်ပါဘူးရှင်လေးပါးအစ်စ်ကတော့ကျွတ်တို့မက်ပုဂ္ဂိုလ်၄ယောက်ပဲဖြစ်ပါသေလေးပါးအစ်စ်ဆိုတာလည်းကျွတ်တို့ပုထုဇဉ်၄ပါးနဲ့ဖို့ပုဂ္ဂိုလ်၄ပါးမကောက်လို့ရဒီတော့ရှင်ဥပဂုတ်တမထေရီမြတ်စွာဘုရားသာသနာမှာနောက်ပိုင်းမှာနေလိုလလို့ထင်ရှားလို့ကျွတ်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးများအာကူအာထာပြုနေတဲ့မထေဖြစ်သဖြင့်ဘုရားကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့ဒေသနာတော်တွေထဲမှာဗျာဒိတ်စကားအရာပြောကြရမယ်ဆိုရင်ဘုရားဗျာဒိတ်တော်ပေါ့ဒီရှင်ဥပဂုတ်တမထေရဲ့ဇလန်းဇက်ွက်အပြည့်အစုံကိုကျွတ်တို့သင်္ဃာယနာတင်တဲ့ကျမ်းကြီးတွေမှာခိုင်ခိုင်ခန့်ခန့်မရှိတော့လေဖယားဗျာဒိတ်စကားအရာကဒီလိုပြိဿကျွတ်တို့သုံးလောကထွတ်ထားသဗ္ဗညုမြတ်စွာဘုရားသည်ရာဇဂိုမြို့သို့ဆွမ်းစားကြွတော်မူတဲ့အချိန်ခါကလေးသူငယ်တွေလမ်းမှာတပြုံကြီးကစားနေတာတွေ့အဲ့ဒါလို့တွေ့တဲ့အချိန်ခါမှာပိယဓာတ်တိခေါ်တဲ့တငယ်လေးတစ်ယောက်ကစားရင်ကမြေမှုန့်လေးတွေယူလာပြီးတော့မြတ်စွာဘုရားကိုလှူတယ်ဘုရားကညီတော်အာနန္ဒာကိုကြည့်ညီတော်အာနန္ဒာကသပိတ်တော်ကိုဘုရားရွှေလက်တော်အပ်လိုက်တော့ကလေးထံမှမြေမှုန့်ကိုဘုရားအလှခံပါလေအဲ့ဒီလိုမြေမှုန့်အလှခံပြီးတဲ့နောက်မြတ်စွာဘုရားကိုယ်တော်မြတ်သည်ပိယဓာတ်သည်တငယ်လေးအားကြည့်ပြီးတော့ပြုံးတော်မူသကိုပိဿကြီးဘုရားဘာလုပ်တော်မူပါလိမ့်ဘာလို့ပြုံးပါလိမ့်လာလိမ့်မယ်နော်ပြောမလို့မြေသားဟောတယ်တကားသောင်းဆိုဖယားတဲ့ဖယားဘာလို့ပြုံးပါလိမ့်ဆိုမလားပါရည်ရှင်လို့ပါဖယားအတော်နောက်တဲ့လူပေါ့ပြုံးတာရည်ရှင်လို့တဲ့ကျုပ်ကလည်းပြောလိုက်တယ်ဩဒီပညာရှိမျိုးများသေရင်နံလိုက်မဲ့ပုတ်စောရှင်းတော့ဖယားပြုံးတော့ညီတော်အာနန္ဒာကမေးမြတ်စွာဘုရားဘယ်နဲ့ကြောင့်တငယ်ကိုကြည့်ပြီးတော့ပြုံးတော်မူတာလဲဖယားလို့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကိုရှောက်ထားလိုက်တဲ့အချိန်ခါမှာဘုရားကိုယ်တော်မြတ်ကခြေသားအာနန္ဒာတဲ့ဒီတန်ငယ်ကြီးဒီဘဝမှာစုတည်သောခါနတ်ပြည်မှာစံစားလိုက်မယ်ခြေသားနတ်ပြည်မှာစံစားပြီးတဲ့နောက်ငါဘုရားမရှိသည့်နောက်သာသနာ218ခုနှစ်ရောက်သောအခါပါဠိပုတ်တိုင်းပြည်ကြီးကိုအုပ်ချုပ်သောဗိန္ဓုသာရခေါ်ရဲ့မင်းရဲ့သား100နဲ့တယောက်တို့တွင်ရထောင်မြို့ပါဠိပုတ်တိုင်းပြည်ဗိန္ဓုသာရမင်းနဲ့ဘယ်သူတဲ့တို့မြို့ဟိုသားပေါင်းဘယ်လောက်ရှိ100နဲ့တယောက်ရှင်မယများတတ်နိုင်နော်ငဲပေါင်း100နဲ့တယောက်အဲ့ဒီ100တယောက်ထဲကအသောကလို့ဆိုတဲ့ဗလစัจ जा မင်းလာပြီးတော့ဒီတငယ်လေးနတ်ပြည်ကဆင်ဖြစ်လိမ့်မယ်ချစ်သားတဲ့ဒီတငယ်လေးဒီဗလစัจ जा မင်းလို့ဆိုတာကျွတ်တို့ခင်ဗျားတို့ကြားဘူးနေတဲ့သီရိဓမ္မသောကမင်းကြီးကိုခေါ်ပါတယ်ဒီလိုသီရိဓမ္မသောကမင်းကြီးဖြစ်တဲ့ချိန်ခါမှာ
မာနကလာပြီးတော့သူ့ကုသိုလ်ကောင်းမှုတွေနှောက်ယှက်လိမ့်မယ်ချစ်သားအဲ့ဒါလို့နှောက်ယှက်သောအချိန်ခါမှာဥပဂုတ်တတိတ်တာနာကအမည်ရှိသောငါဣတပိသတာဝကသည်ထိုမာနကိုဆုံးမလိမ့်မယ်ချစ်သားလို့ဗျာဒိတ်စကားအဲ့ဒါလို့ကြားခဲ့ပါတယ်ပြိဿဒီလိုဗျာဒိတ်စကားကြားခဲ့သည့်အလျောက်ဆိုကြပါစို့ဗိန္ဓုသာရမင်းသား100နဲ့တယောက်တို့တွင်တိရိဓမ္မသောကမင်းသည်တိုင်းပြည်အုပ်ချုပ်မင်းအဖြစ်သို့ရောက်လာသောအခါမြို့ပေါင်း8400တဲပါတယ်ပြည်သားမြို့ပေါင်းဘယ်လောက်လဲပြုမြို့ပေါင်း8400တဲပြီးတော့တမြို့မှာဇေရီတဆူရဇေရီပေါင်း8400ကျောင်းပေါင်း8400အစရှိသဖြင့်တည်ထားကိုးကွယ်တဲ့အဲဒီလိုဇေရီတော်တွေတည်တဲ့အချိန်ခါမှာကျွတ်တို့အိန္ဒဂုတ်တအမည်ရှိတဲ့ယဟန္တာမထေရကြီးစောင့်ရှောက်ပြီးတော့တဲလို့တရားနာပိဋက6လလောက်နဲ့အကုန်ပြီးပါသီရိဓမ္မသောကမင်းကြီးသည်ပါဠိပုတ်ပြီးပါဠိမြို့ဤအနီးမှာကျွတ်တို့မြစ်ဤကန်းစာဓာတ်တော်တဖို့မဟာဇေရီဌာပနာပြီးတော့တည်ပါတယ်ဒီမဟာဇေရီကြီးတည်ပြီးသောအခါမှာ9ရက်9လပူဇော်ဖို့သူကြံစည်တယ်9ရက်9လပူဇော်ဖို့ကြံစည်တဲ့အချိန်ခါမှာဒီကုသိုလ်ကောင်းမှုကြီးအနှောင့်အယှက်မဖြစ်ရလေအောင်အရိယာဖြစ်သောတန်ဃာတော်အရှင်သူမြတ်များကိုပင့်ပြီးတော့အရှင်ဘုရားတော်ဘုရားတပည့်တော်သာသနာဒါယကာသည်9ရက်နဲ့9လပူဇော်ဝဲကြီးပြုလုပ်လိုပါသည်ဗျာဒီပူဇော်ဝဲကြီးပြုလုပ်တဲ့အချိန်ခါမှာအနှောက်အယှက်အန္တရာယ်ကင်းအောင်စောင့်ရှောက်နိုင်မဲ့မထေရှိကမိန့်တော်မူကြပါဗျာအရိယသံဃာတွေစဉ်းစားတယ်အေးတကားတော့ကင်ကောင်းပြီစောင့်ရှောက်နိုင်မဲ့အရိယာသံဃာရှာထားလိုက်မယ်ကွဲ့ဆိုတော့ရှင်မရင်လည်းပြန်ရောနန်းတော်သံဃာတော်တွေစီဝေးကြငါရှင်တို့မထေကြီးကဒီတိရိဓမ္မသောကမင်းကြီးဤ9ရက်9လလူတန်းပူဇော်မဲ့ပွဲကြီးမှာမာနလာပြီးတော့နှောက်ယှက်မှာကတော့သိကြတယ်ငါရှင်သင်နှိမ်နှင်းနိုင်မှာမလားတပည့်တော်မနှိမ်နှင်းနိုင်ပါဘူးခင်ဗျာတပားနဲ့တပားလွှဲပြီးတလှဲ့စီမေးလိုက်တာနှိမ်နှင်းမဲ့ပုဂ္ဂိုလ်မပေါ်ဘူးအဲ့ဒီကာလအတွင်းမှာဘွေလျင်တရားနာပရိသတ်ကြီးနဂါးပြေကနဂါးတကောင်ဒီစီးဝဲနေတဲ့အရိယာသံဃာတော်တွေရဲ့ရှေ့မှာလာပြီးတော့ဖူးမြော်ကြတော့အဲ့ဒါလို့ရှေ့ခိုးတဲ့အချိန်ခါမှာလာပြီးတရားနာပရိသတ်ကောင်းကင်ကကလုံကြီးလိုက်လာတရှိန်ထိုးလိုက်လာတန်ဃာတော်တွေမော့ကြည့်ဟောဘာရှင်တို့ကလုံဆိုတော့ငကားကလည်းကြောက်တန်ဃာတော်တွေရဲ့ကြားတဲ့ဇုတ်ဝင်တိုးပြီးတော့အရှင်ဘုရားတော်တပည့်တော်အသက်ကိုကယ်တော်မူကြပါဗျာတပည့်တော်အသက်ချမ်းသာအောင်ကယ်တော်မူကြပါဗျာရှောက်တော့အရိယသံဃာတော်ကြီးတွေအကြီးဆုံးကစပြီးခလုံးကိုနှိမ်နှင်းပြီးတော့ဒီနဂါးအသက်ရှင်ရေးအတွက်ဆုံးဖြတ်ချက်ချပြီးတစ်ပါးနဲ့တစ်ပါးလှဲ့မွေးကြတယ်ဘယ်သူမှဒီကလုံးကိုဆုံးမနိုင်မဲ့တန်ခါမပေါ်ဟောတာမဏေငယ်လေးတစ်ပါးရှင်ဘုရားတို့ဘုရားတပည့်တော်ဒီကလုံးကိုဆုံးမပါမယ်ဗျာတာမဏေဆိုလို့တန်မြင်ညမမှတ်နဲ့အရိယတာမဏေဒီတော့ဆုံးမမယ်ဗျာဟမ်ငါရှင်တာမဏေလေးဘုရားဆုံးမပါမယ်လို့ခတ်တော့လို့ဟိုမှာလာနေပြီခတ်တော့လို့အဲ့တာမဏေထားလို့သူတို့သာမနိုင်တာတာမဏေလေးဇွတ်ဇန်ထခိုင်းအဲ့ဒီချိန်ခါမှာစတုထဇံဝင်စားပြီးတော့တာမဏေငယ်လေးသည်အရှင်ပြင်းစွာပြေးလာသောကလုံကြီးအားကြောက်ဖြာကြီးကဲ့သို့လေးလံထိုင်မိုက်အောင်ပြုတ်လိုက်တော့မရောက်လာခင်မှာနဂါးအသက်ချမ်းသာရပြီးထွက်ပြေးနိုင်တယ်ကိုအဲ့ဒီချိန်ခါမှာအရိယသံဃာတော်ကြီးများကဟဲ့ကိုရင်လေးဖေမင်းစောကနှိမ်နှင်းနိုင်ရင်နှိမ်နှင်းတယ်မပြောဘူး
အနန္တကမ္မမြက်ကပြူဆံပြားနဲ့တို့ပါကိုယ်ယူကာယဖြစ်ခမမင်းနှိမ်နှင်းနှရသားနဲ့စောစောမပြောတဲ့ကိုယ်ရမင်းဒဏ်ထားပါကွာဒဏ်ပေးဗျာဒီတော့ဘယ်လိုဒဏ်ပေးမှာတော့ဗျာသူတို့မနှိမ်နှင်းနိုင်တာမှဟိုကနှိမ်နှင်းလိုက်တဲ့ကိစ္စကြီးနောက်မှပြောလို့တဲ့ဗျာဒဏ်နဲ့ပရိသတ်ကြီးဒဏ်ဆိုတော့ဒီတော့ဘယ်လိုဒဏ်ပေးမှာလဲဗျာဘယ်လိုဓမ္မတော့မပေးဘူးသင်ပြီးမာနသားကိုနှိမ်နှင်းရသီရိဓမ္မသောကမင်းကြီးဤ9 ရက် 9 လကုသိုလ်ကောင်းမှုကြီးကိုနှောက်ယှက်မဲ့မာနသားကိုသင်နှိမ်နှင်းရမယ်ကိုရလေတပည့်တော်မနှိမ်နှင်းနိုင်ပါဘူးဗျာတပည့်တော်မနှိမ်နှင်းနိုင်ပေမဲ့လို့နှိမ်နှင်းနိုင်တဲ့ပုဂ္ဂိုလ်ကိုတပည့်တော်ညွှန်ပြပါရစေဗျာရှိသလားကိုရင်ရှိချောင်းပါဗျာဟဲ့ရှိရင်ဘယ်မှလဲကွယ်ဖယားတပည့်တော်တို့တောင်သမုဒ္ဒရာမှာကြီးပြတ်တဲ့သတင်းသုံးတဲ့ရှင်ဥပဂုတ်တမထေသည်မာနကိုနှိမ်နှင်းနိုင်ကြောင်းပါဗျာကေတာဘလူနှိမ်နှင်းနိုင်တဲ့တို့ဘလူတဲ့တို့နှိမ်နှင်းမဲ့ပုဂ္ဂိုလ်ကရှင်ဥပဂုတ်တမထေအဲ့ဒီလိုလျှောက်ထားလိုက်တော့မှဟောယဟန္တာနှစ်ပါးကိုရှင်ဥပဂုတ်တမထေအပင့်ခိုင်းတန်ခါအစည်းဝေးဝဲလို့အရိယာမထေရကြီးများကကြွစေလိုတယ်ဆိုတဲ့အကြောင်းသွားပြီးတော့ပညာယဟန္တာနှစ်ပါးကြွသွားကြကြီးပြတ်တကားပိတ်ထားအပြင်ကနေပြီးတော့ရှင်ဥပဂုတ်တမထေကိုတကားဖွင့်ခိုင်းလိုက်တဲ့အချိန်ခါမှာဥပဂုတ်တမထေသည်ဘာကိစ္စလဲဩရှင်ဥပဂုတ်တအရိယတန်ခါမထေကြီးများသည်အစည်းဝေးပွဲသို့ငါရှင်ဥပဂုတ်တမထေအားကြွလာစေလိုတဲ့ဒါကြောင့်တို့လာပင့်တယ်ငါရှင်ကဲကောင်းပြီအရှင်ဘုရားတို့ကြွနေကြတပည့်တော်နောက်ကလိုက်ခဲ့ပါမယ်ဗျာယဟန္တာမထေနှစ်ပါးပြန်ကြွဟိုရောက်တော့ရှင်ဥပဂုတ်တမထေကအရင်ရောက်နေသူတို့အေးဟာဥပဂုတ်တကိုတော့နှစ်ပါးအားတဲ့သွားကြည်စမ်းတို့ကရင်လာတာသူကရင်ရောက်တန်တော်ဒီပုဂ္ဂိုလ်မာနကိုနှိမ်နှင်းနိုင်တဲ့ဘုန်းတော်ကိုအာနုဘောရှိတယ်ဆိုတာဟုတ်ပေလိမ့်မည်ဟုတ်ပေလိမ့်မည်ယုံကြည်တော့ပေါ့အဲ့ဒီလိုမထေရီးမြတ်ရှင်ရောက်တဲ့အချိန်ခါမှာငါရှင်ဥပဂုတ်တပင်ဘက်မှာသတင်းသုံးတယ်လေမှန်လားပါဗျာဖရာတပည့်တော်သည်တောင်သမုဒ္ဒရာမှာကြီးပြတ်တဲ့သတင်းသုံးပါဗျာဘယ်ဒီသမုဒ္ဒရာမှာကြီးပြတ်တဲ့သတင်းသုံးနေသဖြင့်လာဇံပက္ခလာဇုတ်ပက္ခဥပုပ်ပြုရသောကိစ္စနှင့်တကွတန်ခါအစည်းအဝေးမှာသင်မရောက်လာခြင်းကြောင့်ငါရှင်ဥပဂုတ်တသင်ကိုငါတို့ဒဏ်ထားမယ်လာပြန်ပြီဒဏ်ကြီးကဒဏ်နဲ့ကြီးဆော်နေတော့တာဒဏ်ထားမယ်မှန်လားပါဗျာတပည့်တော်ဘယ်လိုဒဏ်များခတ်မှာလဲဗျာမာနကိုနှိမ်နှင်းရလိမ့်မယ်ငါရှင်သီရိဓမ္မသောကမင်းကြီးသည်ဇေဒီပေါင်း8400တည်၍အပြီးမှာ9 လနဲ့9 ရက်ပူဇော်ပွဲကြီးကျင်းပလိမ့်မယ်အဲ့ဒီပူဇော်ပွဲကြီးမှာမာနလာပြီးတော့နှောက်ယှက်တဲ့အချိန်ခါမှာမာနနှောက်ယှက်တဲ့ဘေးအန္တရာယ်ကိုကာကွယ်၍သင်နှိမ်နှင်းရမယ်ဥပဂုတ်တမှန်လားပါဗျာတပည့်တော်ဆွမ်းမစားရသေးဘူးဗျာဆွမ်းမစားရသေးဘူးဗျာဆွမ်းမစားရသေးဘူးဖရာလို့ရှောက်တော့ယဟန်တစ်ပါးကအရှင်ဥပဂုတ်တဒိဋ္ဌာဘုရားတပည့်တော်နောက်ဘဝကကုသိုလ်အဟုန်ကြောင့်ဆွမ်းသပိတ်4 လုံးရှိပါဗျာအဲ့ဒါတပည့်တော်ဘုတသပိတ်ခြံပြီးအရှင်မရသပိတ်3 လုံးအားရပါရအလိုရှိသလိုဖုံးပေးတော်မူပါဗျာနေဦးငါရှင်နဲ့တင့်ဆွမ်း4 သပိတ်ကဘယ်ကုသိုလ်ကြောင့်ရတာတော့တပည့်တော်နောက်ဘဝကတပည့်တော်မိဘများအိမ်တို့ကြွလာတဲ့တန်ခါအရှင်မြတ်များကိုတပည့်တော်ရဲ့မိတ်ဆွေဖြစ်သောယဟန်တန်ခါကိုအကြောင်းပြု၍တာတိဟုသောချစ်ချင်းနဲ့မိဘခွင့်ပြုချက်အရာဘုရားတပည့်တော်သည်ဆွမ်းဒါနလှူခဲ့ပါဗျာတို့ဖြစ်သည့်အတွက်တပည့်တော်သည်ဆွမ်းသပိတ်4 လုံးကိုရပါဗျာ
ငါရှင်တဲ့တင့်ကိုသားတီးဟူသောချစ်ချင်းကြောင့်လှူတဲ့ဆွမ်းသည်မတန့်ရှင်းလို့ငါမစားဘူးတဲ့ဥပဂုတ်တကဒီလိုမစားဘူးလို့ဆိုလိုက်တော့နောက်တစ်ပါးကထပ်လျှောက်တယ်ရှင်မရတဲ့ဒါဖြင့်တပည့်တော်ဆွမ်းကိုဖုံးပေးပါဗျာငါရှင်နဲ့တင့်ဆွမ်းကဘယ်နှသပိတ်တုံး၄သပိတ်ပါဗျာဘယ်ကုသိုလ်ကြောင့်ဒီဆွမ်းသပိတ်၄လုံးရတာလဲတပည့်တော်ဗျာတဲ့ဟိုနောက်ဘဝကတပည့်တော်ဘေးရင်ဆရာလုပ်ခဲ့တယ်ဗျာဘေးရင်ဆရာလုပ်တော့ဘေးရင်ဟောလို့ရတဲ့လာလာဘနဲ့ထောပတ်စီဥပြတင်လဲအစရှိသည်တပည့်တော်စားတောက်ပြီးတော့ခရီးလန်းထွက်သောအခါမှာခွေးကလေးတကောင်ဟာတပည့်တော်အားလက်ကလေးမြောက်ပြီးရှစ်ခိုးသည်တရားနဲ့ယူသေးခရတာကိုမြင်သဖြင့်တနာလို့ဖယားတပည့်တော်စားထားတဲ့ထောပတ်စီဥများကိုအန်ထုတ်ပြီးကျွေးခဲ့ပါဗျာအဲ့ဒီကုသိုလ်ကြောင့်တပည့်တော်ဆန်းသပိတ်၄လုံးရကြောင်းပါဗျာစားဘူးတဲ့သင်ဆွမ်းကလည်းအံဘတ်စောနန်းနေဥပဂုတ်တမထေကငါဆွမ်းခံစားမယ်ငါရှင်တဲ့တရားနာပိဋကအဲ့ဒါလိုပဲပြန်ပြီးတော့အမိတ်ရှိပါဒီလိုနဲ့တရားနာပိဋကဥပဂုတ်တမထေနဲ့မထေကြီးများဆွမ်းခံကြွတဲ့အချိန်ခါမှာမဲပြီးရှင်မရင်ကရှင်ဖြာတော်ဘယ်နဲ့တော့တပည့်တော်အရှာခိုင်းထားတဲ့မာနကိုနှိမ်နှင်းနိုင်တဲ့ကုသိုလ်ကောင်းမှုကိုအနှောက်အယှက်မပြုအောင်စောင့်ရှောက်နိုင်တဲ့မထေတော်ဘာရသလားဗျာရပြီတကားတော့ဘာမှမပူနဲ့ရပြီရှင်ဘုရားတို့ထဲကလားဗျာမဟုတ်ဘူးသမုဒ္ဒရာတွေကရဘုရားသမုဒ္ဒရာတွေကရဟုတ်တယ်တကားတော့သမုဒ္ဒရာတွေကရသမုဒ္ဒရာထဲမှာကြီးပြတ်တဲ့သတင်းသုံးနေတဲ့ဥပဂုတ်တမထေဆိုတာသူဟောဒီမထေပဲတည့်ရဲ့ကုသိုလ်ကောင်းမှုကြီးကိုအနှောက်အယှက်မဖြစ်အောင်စောင့်ရှောက်လိုက်မယ်တကားတော့ရှင်ဥပဂုတ်တမထေကိုသီရိဓမ္မသောကမင်းကြီးကဖူးမြော်ကြော့လိုက်တော့ရုပ်ကသိကြမ်းဆိုပဲပြိဿမလှမပရုပ်ကြမ်းနာကိုမြင်လိုက်ရတော့ဟုတ်ပါမလားရှင်မရင်ကြီးကမာနကိုနှိမ့်နေနိုင်နေဆိုတာဟုတ်ပါမလားငါစိတ်ထဲတန်ရဖြစ်နေုံအပေါ်ပဲငါကိုယ်တိုင်သိအောင်စုံစမ်းကြည့်မယ်ဆိုပြီးတော့ဆွမ်းကံအကြွမှာရှင်မရင်ကရှင်ဥပဂုတ်တတိတ်တာမထေကိုထိုးတတ်ရန်ဆင်ကြီးနဲ့လှုပ်ပြီးတော့စမ်းကြည့်သေစေခြင်းလုံးမဟုတ်ဘူးနော်စမ်းတာခက်တယ်ဥပဂုတ်တမထေစမ်းလို့ပေါ့ကျွတ်တို့ဆင်ကြီးနဲ့စမ်းငါးပါးဖောက်ပြီဘူးလားဥပဂုတ်တမထေကသိတခါတော့သီရိဓမ္မသောကမင်းကြီးသည်ငါအားဆင်နဲ့လှုပ်ပြီးတော့စမ်းအဲ့ဒီနေရာမှာတကိုးတော်နဲ့အဓိဋ္ဌံလိုက်တော့ဆင်သည်ကြောက်တိုင်ကြောက်ခဲခဲ့သို့မလှုပ်မကြွတရားနာပြည်တဲ့ကြောက်ရွံ့ပမာဏဖြစ်သွားတယ်ရှင်မကြီးအော်သွားတယ်တော်ပါလားပုံတကူအလူပေါ်ရှိတဲ့ဥပဂုတ်တမထေဟန်ကြပြီငါကုသိုလ်ကောင်းမှုကြီးစောင့်ရှောက်ပြီးတော့တကူတော်နဲ့ချီးမြှောက်လိုက်မယ်ဆိုတာတတ်နိုင်ကောင်းလေစွာယုံကြည်သွားအဲ့ဒါမှလျှောက်တဲ့ရှင်ဘုရားတဲ့တပည့်တော်ကိုအပြစ်မထားတော်မူပါနဲ့ဘုရားတပည့်တော်သည်အရှင်ဘုရားအားသိစေလို၍ဆင်လွှတ်ခြင်းမဟုတ်ပါဗျာရှင်ဘုရားရဲ့ဘုံတော်ကိုအာနုဘော်ကိုဘုရားတပည့်တော်သည်သိလို၍သာလျှင်စမ်းကြည့်ခြင်းဖြစ်ပါဗျာကောင်းပြီတကားဆင်လဲကျမ်းမာမှာချမ်းသာတာငကိုပရိတိုင်းရှိစေလို့အဓိဋ္ဌာန်ကချွတ်လွတ်လိုက်တဲ့အခါမှာဆင်လဲပဲသူ့နေရာသူပြန်နေအဲ့ဒီလိုနဲ့တရားနာပိဋကရဲ့သီရိဓမ္မသောကမင်းကြီးသည်9 ရက် 9 လီ9 လနဲ့9 ရက်တိုင်ကုသိုလ်ကောင်းမှုပူဇော်ဝဲကြီးပြုမဲ့နေရာမှာကျွတ်တို့ယဟန်တော်တွေဘလောက်များသလဲလို့ဆိုတော့ယဟန်ယောက်ျားယဟန်မိန်းမဂရေ80ဆိုပါလားပြိဿအဲ့ဒီဂရေ80ထဲမှာနေ၍ယဟန်တာတသိန်းရွေးထုတ်လိုက်အဲ့ဒီယဟန်တာတသိန်းနဲ့သူ့ကုသိုလ်ကောင်းမှုကြီးအတွက်9 လနဲ့9 ရက်ပြုစုတဲ့ချိန်ခါမှာစီမီးတွေထွန်းလိုက်လာပြီးမှနလေတိုက်
စီမီတွေညိမ့်ကောင်သူကတိုက်ပြစ်အရှင်ဥပါဂုတ်တဘုရားလာပြီရဟန္တာကြီးတွေကသတိပေးမလာပါသိပါဗျာမာနကမင်းငိမ့်အောင်တိုက်တဲ့လေကိုလက်ခုံနဲ့ယူပြီးတော့တရားနာပိဋကအဝေးဆွန့်ပြစ်မယ်တတ်နိုင်တယ်နော်ဒါကြောင့်ဥပဂုတ်တမထေရကိုခင်ဗျားတို့မိုးရွာမဲ့ကြံလို့မိုးတွေမဲနေရင်မိထွန်းကြတာနဲ့တူပါရဲ့ထွန်းတိုက်တဲ့ဟိုပိဋကဒါပတိကျုပ်နဲ့လက်တွေ့မိုးတားနိုင်တဲ့ကိုတော်တစ်ပါးတွေ့ခဲ့ကျုပ်တော့မတားနိုင်ဘူးကျုပ်ကမိုးဖုံးကြီးကျုပ်ရောက်တဲ့နေရာအများတန်းရွာဟိုမှာတားနိုင်တဲ့ကိုတော်တစ်ပါးကျုပ်မေမြုပ်မှာသွားတွေ့ကျုပ်တော့ကြံဒီကံရဲ့မြောက်ဖက်စီလာပြီးတော့ဝတ်ဆောက်တည်ကြတော့ငါပေါ့လေခကြီးသွားရင်တငယ်ချင်းတန်ဃာတွေနဲ့နောက်ကမိုးတွေမဲပြီးတော့လိုက်လာကိုတော်တဲ့မြင်ရလားဟိုမှာမိုးတွေအဲ့ဒီမိုးကိုတော့ရွာအောင်လုံနိုင်ရင်တော့တော်တာပဲတဲ့ပြေးပေါက်မှားနေဦးမယ်ဗျာမလုံစမ်းမကိုတော့ရွာသားမကြီးခေါင်းပေါ်ကံပါတာမှတ်လို့နောက်ကမဲနေတဲ့မိုးတွေကိုသူကလက်နဲ့မိုးတွေလိုက်လာဟာတအားတဲ့ကိုတော်တွေဇွတ်ပြေးကိုတော်တဲ့ဒီမိုးကိုတော့ပြန်တိတ်အောင်လုံနိုင်ရင်တရားပဲတဲ့တိတ်အောင်လုံနိုင်ရင်တရားပဲဆိုတော့မိုးတွေကိုသူကဒီတိုင်းကြီးရမ်းထုတ်တာကိုပြိဿမိုးတွေတိတ်သွားအဲ့ဒီမှာသူ့ကိုမေးကြတော့မှသူ့အဖေကကျွတ်တို့ရုပ်ကစိုးသူငယ်ငယ်ကလေးကတရားနာပြိဿစောက်ရှောက်ပြီးတော့လာခဲ့ယဟန်ဘဝမှာစာအုပ်ထဲငွေ30အလိုလိုလာရောက်ဆိုပဲရုပ်ကစိုးလည်းဘယ်သူရှာခိုးပေးတယ်တော့မသိဘူးပေါ့ငွေ30လားလာရောက်အဲ့ဒါနဲ့တရားနာပြေးလာကျုပ်မင်းမျိုးတရားဝဲကြီးရောက်သွားရောဆိုကြပါစို့မိုးကယုံကြီးနဲ့မိုးကယုံကြီးလောက်ရတယ်မိုးတွေကလည်းမဲလို့ပြိုကျတော့မတတ်အဲ့ဒါ तू မိုးတားတယ်ဖျောင်းနိုင်မှာဘာတွေရေးတယ်တော့မသိရေးပြီးမိထွန်းပြီး तू မိုးတားတရားဝဲပြီးပြီအထိမရွာစေရဘူးကြံဒီကဆရာတော်ဟုတ်ပါမလားကွယ်လို့ဟုတ်ပါတယ်ဗျာတစက်မှမကြဘူးပြိဿမဲနေတဲ့မိုးတွေစောစောကလည်းတစိမ့်စိမ့်တဖြောက်ဖြောက်ရွာနေတဲ့မိုးတရားဝဲပြီးပြီထိမရွာဘူးကျုပ်ကတရားနာပြိဿနောက်တော့ပြန်ပြောတဲ့သူစီရင်လုပ်ပြီးမှကွယ်လို့ငါဒီကနေပြီးတော့မင်းမျိုးတရားဝဲကနေပြီးတော့ဘရူခက်ခကိုကူးရမှာလို့အဲ့ဒါမင်းမျိုးတောင်ပေါ်ကတရားဟောပြီးပြန်ဆင်းမှာဆိုတော့ငါတောင်စင်းတောင်တဲ့မိုးတွေနဲ့မဖြစ်ဘူးလို့အဲ့ဒါတောင်အောက်ရောက်အောင်တော့မင်းမိုးတိတ်အောင်လုပ်ပါလို့မရဘူးရွာမှာလုပ်လို့မရဘူးလေမရတော့ဘူးဗျာလေစောစောကပြောရင်တပည့်တော့ရပါတယ်ဗျဒါတော့မနှဲတောင်းမှလုပ်ရတာရှိစေတော့ကွာတရားဆက်ဟောရွာဘူးမိုးတစ်စက်မှာတရားဝဲသိမ့်ပြီးလို့ပစ္စည်းတွေတင်လို့ကားပေါ်လဲရောက်ရောချလိုက်လေဗျာပြောင်းနဲ့တကယ်ဟုတ်ပါလားလို့ကျုပ်စိတ်ထဲကျွတ်တို့မြန်မာနိုင်ငံမှာဒီလိုတတ်နိုင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိနေတာကိုလက်တွေ့သိရပါသဖြင့်ယဟန္တာမထေရကြီးဖြစ်တဲ့မာနကိုနှိမ်နှင်းနိုင်တဲ့ဥပဂုတ်တကိုကိုးကွယ်ပူဇော်တဲ့နေရာမှာများစွာယုံကြည်ကိုးစားအားထားလိုက်တဲ့ဆိုတာဒီကနေ့တရားနာပိဋကသိအောင်သူ့ဇက်ကြောင်းကိုကျုပ်ဟောရပါတယ်ဗျာ။ကဲကြည်တရားနာပိဋကမာနလေတွေတိုက်မငြိမ်ဘူးလေတွေအဝဲယူလွှင့်ပြစ်မာနဒေါသဖြစ်တော့မာနလက်နဲ့ကိုးပါးနဲ့ပြစ်လက်နဲ့ကိုးပါးကိုလက်ချိုးဆိုကြည့်စမ်းမှကျုပ်လည်းစိမလားတော့မသိဘူးပြောကြည့်အောင်ကဲဆိုစမ်းမှဒါလှမ်းမီပြာသဲကြောက်ခဲရွှွညွန်လက်နဲ့အမိုက်တိုက်ဘယ်နှခုမပြေသားတော်သေးရဲ့ဓာမိုးတွေနဲ့ရွာချတယ်လှံမိုးတွေနဲ့ရွာချတယ်မီးကြီးမိုးတွေနဲ့ရွာချတယ်ပြာဘူးမိုးတွေနဲ့ရွာချသဲမိုးတွေရွာချတယ်ကြောက်ခဲမိုးတွေရွာချရွှွညွန်မိုးတွေရွာချတယ်လက်နဲ့မိုးတွေရွာချတယ်အမိုက်တိုက်ကြီးမှောင်မဲကောင်ပိတ်စီးထားလိုက်ကြောက်စရာကောင်းတဲ့အမိုက်တိုက်ကြီး
ဘယ်လိုဝင်သူပြစ်တဲ့လက်နဲ့တွေ့စီတရားနာပြိတ္တာရှင်ဥပဂုတ်တမထေတို့9 လ 9 ရက်ပူဇော်တဲ့ပွဲကြီးအစမှမရောက်လာအကောင်လုံးဓာရီယူပြီးတော့စัจ java လာတိုင်းထီအောင်လွှင့်ပြစ်ရှင်ဥပဂုတ်တသိဒေါသဖြစ်လာပြီကြည်စမ်းငါဒီဖယားဂေါရမကိုလက်နဲ့ကူပါနဲ့ပြစ်ခဲ့မအောင်မြင်ခဲ့ဘူးသေသင်ရှင်နဲ့ကဘာတသိဖြစ်တဲ့သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားမို့ငါပြစ်လို့မရတာထားပါတော့ဒီကျင့်ပြတ်တတ်မှနေတဲ့ရှင်ဥပဂုတ်တကိုငါပြစ်လို့မရပါလားသူတွေသောကဝကကိုငါပြစ်လို့ရလိမ့်မယ်ထင်တော်လည်းမရဘူးတွေ့ကြသေးတာပေါ်မာနသိတ်ဒေါသကြီးပြီးတော့နွားလာဥက္ကဖကြီးကြောင့်ဖန်ဆင်းပြီးတော့ရှင်ဥပဂုတ်တထံတအားပြေးလာနွားလာဥက္ကဖကြီးကြောင့်ဖန်ဆင်းပြီးပြေးလာတော့ရှင်ဥပဂုတ်တကဘာဖန်ဆင်းလိုက်တော့ကြောင်ဖန်ဆင်းလိုက်ကြားကြီးကြောင်ဖန်ဆင်းပြီးတော့နွားလာဥက္ကဖမာနကြီးလိုက်ဘာပြောကောင်းလဲမိထောင်ပြီးဆိုပြေးအောင်ရေးသားရေးနောက်မာနကသိတ်ဒေါသဖြစ်တာတွေ့ကြသေးတာပေါ့လိုက်လာရဲဆိုပြီးတခါတည်းငကားလို့ဖန်ဆင်းသူကငကားလို့ဖန်ဆင်းတော့ရှင်ဥပဂုတ်တမထေရတခါတည်းဂလုံးကြီးအောင်ဖန်ဆင်းပြီးတော့လိုက်မလေးဂလုံးနဲ့အာမာနပြေးကနေပြီးတရားနာပြေးတာဂိုင်းဒီတခါဖန်ဆင်းအောင်ဆိုပြီးတော့မာနကဟောဘလူးကြီးလို့ပြေးတော့ဘာကြီးလို့တူလေးပြောကြလားဟုတ်ကလေးဩဇာကိုင်းအောင်ပြောရတာကိုပြေးတော့ဘာကြီးလို့မြို့ဘလူးကြီးဘလူးကြီးဘလိုပဲဖန်ဆင်းတော်လည်းပဲကျွတ်တို့ရှင်ဥပဂုတ်တမထေရကသူ့ထက်နှစ်ဆကြီးတဲ့ဘလူးကြီးဖန်ဆင်းလိုက်ဟာမလေးမနလန့်သွားဘစ်ဘလူးတော့ထွက်မဖြစ်ဘူးမနတော့လန့်သွားဘလူးချင်းလန့်တာနော်ပွဲကလူပြက်တွေပြက်တာကြည့်မှာပေါ့တစ်ပင်အောက်ဘလူးကအေးပြီးလူသားစားရအောင်စောင်းမင်းသားကရောက်လာမဲဘလူးကဟီးနဲ့ဖြစ်မင်းသားကနှိုးတယ်ဟဲ့ဘလူးဘာဖြစ်တာတုံးဆိုဘလူးစီးလို့ဘလူးစီးအတော်နောက်တဲ့လူကြီးနောက်တော့ဘလူးစီးလို့ဆိုမျက်စိပုတ်တတ်ကြည့်ပြီးတော့တရားနာပြေးတာမင်းသားလည်းပြောင်လက်အယောင်တွေမြင်လိုက်ရောဘလူးကမလေးဆိုလှမ်းပြီးထားပြီလူကဘလူးလိုက်ရမှာဘလူးကလူပြန်လန့်နေဗျာရောသူတို့လည်းရည်ရအောင်လုပ်ကြကြည့်အခုဒီမှာတရားနာပြေးတာဘလူးချင်းလန့်နေပြီပြိဿမာနဖန်ဆင်းတဲ့ဘလူးဒီသူ့ထက်နှစ်ဆကြီးသောရှင်ဥပဂုတ်တဖန်ဆင်းတဲ့ဘလူးကမြင်လိုက်တော့လန့်သွားဖြစ်ဘူးမဖြစ်တော့ဘူးအာဃကိုတော့ပဲမဖြစ်မဲ့တူတော့လူအသွင်ဖန်ဆင်းတာကောင်းထင်ရဲ့လူသားအသွင်လှပလေးဖန်ဆင်းပြီးတော့ရှင်ဥပဂုတ်တမထေရရှေ့ဝင်ပြီးတော့ရပ်လိုက်ရှေ့လည်းဝင်ရရောဘာပြောကောင်းမလဲပိဿရှင်ဥပဂုတ်တမထေရကခွေးသေးကောင်ပုတ်ကြီးလည်းပဲဆွဲလိုက်ပိုးလောက်တွေတခွားနဲ့နံလိုက်တာလည်းမပြောနဲ့ပိုးလောက်တွေတခွားကြနေတဲ့ခွေးသေးကောင်ပုတ်ကြီးလည်းပဲဆွဲလှုပ်လိုက်တော့ဟာမလေးနန်းဘာသာပိတ်ခေါ်နာဘာပြောကောင်းလို့ပြည်သားနှခေါင်းပိတ်ဘာသာဟဲ့နန်းနေဝင်မာနကြီးပြေးလိုက်တာပိဿသူဖာသူလဲချွတ်လို့မရဥပဂုတ်တမထေရကမိသူချွတ်လို့မရပါစေတည်းအဋိဋ္ဌံစောတာပြီးရောမာနဘုရားဒုက္ခပေးခဲ့တဲ့မာနဘုရားနှောက်ဆက်ခဲ့တဲ့မာနဥပဂုတ်တမထေရတွေ့ရောပိဿတွေ့တော့ခွေးသေးကောင်ပုတ်ကြီးနဲ့ပြေးလိုက်တာဇတုမဟာယေနာမင်းကြီးတွေထံသွားအိုနာမင်းတို့ငါအားခွေးသေးကောင်ပုတ်ကြီးချို့ပေးပါနေအောင်မာနသင်ဘသူဆွတ်လိုက်တာကိုကြည့်ပြတတ်နေတဲ့ကိုတော့လာပြန်ပြီဒေါသကြီးနဲ့နိုင်လည်းမနိုင်ပဲနဲ့ငါတို့ချွေရဘူးအဲ့ဒီကိုတော့တိတ်တကိုးကြီးတာချွေရဘူးနောက်တရားနာပြေးစားရင်တရားမင်းထံသွားတရားမင်းအောင်ချွေရဘူးတဲ့နောက်သူ့ရမနာမင်းနဲ့ထံသွားတယ်မရဘူးနောက်တန်တုတ်တိတနာမင်းနဲ့ထံသွားတယ်ဘယ်သူမှချုံမပေးရဘူးဟာသူနေမိတာနောက်ဝသဝရီနောက်ဗြဟ္မာမင်းကြီးတွေထံရောက်သွားတယ်ဗြဟ္မာမင်းကြီးတွေကမနာတဲ့တင့်ဒီခွေးသေးကောင်ကြီးပိုးလောက်တဖွာဖွာနဲ့ဘသူစွတ်ပေးလိုက်တာရှင်ဥပဂုတ်တမထေစွတ်ပေးလိုက်တာဖြုတ်ရဲဘူးတဲ့တို့
ရှင်ဥပဂုတ်တမထေရကတကိုးသိတ်ကြီးတာတဲ့တင့်ဘာလို့စွတ်တာတော့သူတို့ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာမီးငိမ့်အောင်သွားပြီးလေကလေးတိုက်မိတာနဲ့ဟုတ်ပါဘူးလေတဲ့သင်လေတိုက်ရုံကရဲ့လားတဲ့ဟိုမီးငိမ့်လို့မရတော့ဒေါသဖြစ်ပြီးဓာမိုးလှံမိုးလက်နဲ့ကိုယ်ပါပြစ်တယ်တဲ့မှန်ရဲ့လားတဲ့မမှန်ဘူးတဲ့မမှန်ရင်သင်နောက်ဆုတ်ခဲ့ဖို့ကောင်းတာဘာတွေဆက်လုပ်သေးတော့နဲ့နွားလာဥဒ္ဒဝါကြီးအောင်ဆောင်းပြီးတိုက်တမလို့အဲ့တော့ तू ကဘာလို့မလီကြားကြီးနဲ့လိုက်တာအေးဒါကြောင့်သင်ပြန်ဆုတ်ခဲ့ရင်ကောင်းတယ်နောက်သင်ဘာလို့တို့ဟာနဂါးရောင်ဖန်ဆင်းတော့လေ तू ကဂလုံးနောက်ဘလူးရောင်ဖန်ဆင်းတော့လေ तू ကနှဆကြီးတယ်ဒါကြောင့်လူအသွင်နဲ့ငါမနိုင်တော့ဘူးဆိုပြီးအဲ့ဒီအရှင်ရဲ့ရှေ့ရက်လိုက်တာဒါကြီးစုပ်ပေးလိုက်တာပဲတို့ကြပါဦးပြပါမင်းတို့နားလိုက်နံဘုံတော့မပြောနဲ့ဘုရားကြီးဖယ်လုံးမချွတ်မရဘူးနောက်ဟိုကလည်းတရားနာပြေးသားမဖြစ်ဘူးတဲ့တင်အဲ့ဒီဥပဂုတ်တတိတ်တာမထေရဲ့ထံသာပြန်သွားတော့တဲ့ဒီအရှင်မတော်ဘာဘယ်သူမှလည်းချွတ်နိုင်မှာမဟုတ်ဘူးဥပဂုတ်တမထေရဲ့ထံပြန်လာရှင်မတမိတော်မှားပါပြီခွေးသေးကောင်ဘုံကြီးချုပ်ပေးပါဖရာကြာရဲ့ပြုတ်အမ်းပြီးတော့သေရကြီးရဲ့ဒီခွေးသေးကောင်ဘုံကြီးချုပ်ပေးပါဖရာလျှောက်တော့မာနချွတ်တော့ချွတ်မယ်လာသင်လာလိုက်ခဲ့ဆိုပြီးခေါ်သွားလိုက်တာတောင်ခပန်းရောက်တော့ခွေးသေးကောင်ကိုချွတ်ပြီးတော့ကျွတ်တို့ဒီခါမှာပတ်တဲ့ခါပန်းကျိုးလူဆိုရင်ခပတ်ပေါ့ကျွတ်တို့ခါပန်းကျိုးအဲ့ဒါအရှိကြီးဖြစ်အောင်ဖန်ဆင်းပြီးတော့မာနခါပန်းကျိုးနဲ့ခြေပြီးတော့တခါနဲ့တောင်ဆောင်ခြိထားခဲ့မဟုတ်နဲ့တဲ့ဘယ်မှမသွားနဲ့ဒီဓမ္မလောကမင်းကြီးရဲ့ခုနှစ်လက်တောင်ဖြစ်နေပြီခုနှစ်လပြုတ်တဲ့ကုသိုလ်ကောင်းမှုဘွယ်ကြီးမပြီးသမျှကာလပတ်လုံးသင်ဒီနေရာကဘယ်မှမသွားနဲ့မာနကစကားနာထောင်နေဘာမှပြောဘူးမာနစိတ်ကလေးနေခဲ့အဲ့ဒီလိုစိတ်ကလေးနေခဲ့ရမှရှင်ဥပဂုတ်တတိတ်တာမထေကလည်းအလိုရှိရကြွားဒီဓမ္မလောကမင်းကြီးရဲ့ခုနှစ်လပူဇော်ဝဲပြုတဲ့ကုသိုလ်ဒါနကြီးပြီးဆုံးသောအခါဥပဂုတ်တတိတ်တာမထေကကြွားမာနထံငါသွားခဲ့ခါဦးမတောင်ဆောင်သားသွားပြီးတော့ကြည့်မာနအော်ပြီးရက်ဆက်တယ်ဥပဂုတ်တမလေးကကိုရက်စလေချင်းခွေးသေးကောင်ဘုံကြီးကလွတ်ပြန်တော့အခုခါပန်းညိုကြီးနဲ့ဘယ်လုံးမှလုံမရအောင်ခြိထားခဲ့တယ်ပြဟာယိုးမရဘူးဟိုလှက်ပတ်သွားလိုက်ကျိုးတန်လန်းကြီးနဲ့ပေါ်ပေးသားရေဟိုလှက်ပတ်သွားလိုက်ဒီလှက်ပတ်သွားလိုက်ဘယ်လုံးမှဖြုတ်လို့မရရက်ဆက်တယ်တာဝကများတဲ့ရက်ဆက်ပါလားငါဒီနောက်ဘဝကအာသဝကုန်ခန့်တဲ့ယဟန္တာဖြစ်နိုင်တဲ့တာဝကစုကြီးကုသိုလ်ကောင်းမှုတွေပြုပြီးသူဖြစ်ပါလျက်ငါဒီကိုရမမြတ်စွာဘုရားကိုအနှောင့်အယှက်ပေးပြီးတော့ရန်လုခဲ့မှားလေစွာကိုရမဘုရားတည်ပင်လျက်ငါကိုဒီလိုဒုက္ခမပေးမနှိပ်စက်ဖဲနဲ့ကြည်စံဥပတာဝကဖြစ်တဲ့ဥပဂုတ်တတာဝကငါကိုနှိပ်စက်တယ်ဒီတန်ခါဝတွင်းကလွတ်ကင်းအောင်ငါအားထုတ်၍စုပန်လို့တော့လေဒီလောက်ကရုဏာကင်းတဲ့တာဝကရက်စက်တဲ့တာဝကစုကိုငါမတောင်းငါသည်လေးသိရှင်တဲ့ကဘာတသိမ့်ဖြစ်မှဖြစ်တော်မူတဲ့သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားစုကြီးကိုငါပန်နေဖယားဖြစ်ရပါလို့ဤအဲ့ဒီစုလဲတောင်းပြီးရောဥပဂုတ်တတိတ်သမထေကခါပန်းကျိုးသွားဖြီးမနာငါအာတိခံလို့ခွေးလေးကောင်မကြီးလဲဆိုသေးအခုမှသိခံလို့လေးပါလေမာနတော့ဒေါဘွားငုံမဲ့နဲ့ဒီခါတော့မနိုင်မှန်းသိလို့ဘာမှပြန်မလုပ်ရဲပါဘူးငါရှင်မာနတင်သိခံလို့တင့်ကိစ္စလည်းပြီးပြီငါကိစ္စလည်းပြီးပြီငါကိစ္စဘာပြီးတာတော့ပြီးတာဘောမာနသားရဲ့
သင်သည်တာဝကစုယုံနေတဲ့စုကိုမတောင်းမဲနဲ့ယုံနေတဲ့ဆိုပေသည်တရားနာပိဋကဟိုပုထုဇဉ်နဲ့ဘာမှမဆိုင်ဘူးနော်သမ္မာသမ္ဗုဒ္ဓဘုရားကိုယ်တော်မြတ်ရဲ့အောက်နည်းနည်းနှိမ့်ကြတဲ့စုကိုဆိုပါတယ်တာဝကစုကိုမတောင်းမဲနဲ့အင်မတန်မွန်မြတ်တဲ့အမြတ်ဆုံးယတနာသမ္မာသမ္ဗုဒ္ဓဘုရားစုကိုသင်တောင်းခြင်းသည်သင်ကိစ္စပြီးလေတော့ဒီမာနာအရှင်ဘုရားကိစ္စကဘာပြီးတာငါကိစ္စပြီးပြီလေခုနှစ်လနဲ့ခုနှစ်ရက်မာနကိုနှိမ်နှင်းရမယ်လို့ငါအာမထေကြီးများခတ်တဲ့ကိစ္စဒီဓမ္မလည်းငါလွတ်လို့ငါကိစ္စပြီးပြီကုသိုလ်ကောင်းမှုဝဲကြီးကလည်းပြီးပြီရှင်ဗျာရက်ဆက်တဲ့တပည့်တော်ကိုဒီလောက်ရက်ဆက်ရသလားမာနသင့်ရက်ဆက်ခြင်းဒီတခြားမဟုတ်တေရီသမ္မာသမ္ဗုဒ္ဓဆိုကြီးရဝိသာသူလီဖြစ်ပြီမာနသင့်အဘုရားကိုယ်တော်မြတ်သည်နောင်သောအခါသမ္မာသမ္ဗုဒ္ဓစူကြီးပန်တဲ့ဖယားဖြစ်လိမ့်မည်လို့လည်းဗျာဒိတ်ပေးခဲ့ပြီးပြီမာနာဖယားလောင်းနော်မာနသံမြင်ကြမမှန်နဲ့ပင်ဒီဖယားဖြစ်လိမ့်မယ်လို့လည်းဖယားဗျာဒိတ်ပေးပြီးပြီမာနာအခုသင်ကိုယ်တိုင်လည်းသမ္မာသမ္ဗုဒ္ဓစူကြီးကိုပန်ပြီးပြီဒါကြောင့်ဒီခါလုံးငါအာကျင့်တ်လို့မာနကဟိတာရှိပါစေတော့သင်ကတော့သမ္မာသမ္ဗုဒ္ဓဘုရားတက်တော်ထင်ရှားပွင့်တုံးကမှီလိုက်တယ်ဒီလိုမှီလိုက်ပါသဖြင့်ငါသည်ဘုရားသာသနာနောက်ပိုင်းမှာဖြစ်ရသောယဟန္တာဖြစ်ပါသောကြောင့်ဘုရားကိုယ်တော်မြတ်ကြီးရွှေမျက်နှာတော်ကိုယူပကာရတော်ကိုမဖူးပါသဖြင့်မနငါအားဘုရားကိုယ်တော်မြတ်ကြီးအဟံဖန်ဆင်းပြီးတော့ပြပါလောပြပါလောရှင်ဘုရားပြတော့ပြမယ်နော်ရှင်မယားရှင်မခိုးဘူးဆိုတဲ့ဂတိတော့ဘေးနော်ကြောက်သွားပြီပိဿာရှင်ဥပဂௌတမထေကရှ िख ိုးရင်မာနကျွန်းထောင်မယ်ကြောက်သွားပြီပိဿာဒါကြောင့်ရှင်မခိုးဘူးဆိုတဲ့ဂတိကိုပေးပါဗျာကဲငါရှင်မခိုးပါဘူးမာနပြလို့ဆိုတော့တပည့်တော်ပြပါမယ်ဆိုပြီးတော့တော်တဲ့ဝင်သွားရှင်ဥပဂௌတမထေကလည်းတရားတော်မှာအပေါင်းတို့ငါတို့ဒီတက်တော်ထင်ရှားရှိတော်မူသောသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားယူပကာရတော်ကိုဖူးမြော်ကြောရတော်မူလာကြကုန်လောဖူးမြော်ရန်ထွက်ကြကုန်လောလို့စီလီလိုက်သောအခါမှာတရားနာပိဋကဥပဂௌတမထေမြတ်ရဲ့နောက်ကနေပြီးတော့ဟောယဟန်တန်ဃာဒီရောလူပရိသတ်ရောမြေပြိုမတတ်တရားနာပိဋကကြွညောင်းလို့ဘုရားဖူးရတော့မယ်ဖယားဖူရတော့မယ်ဖယားကိုတော်မြတ်ကြီးအသွင်တန်တန်တို့ဖူးမြော်ကြတော့ရတော့မယ်မြင်ရတော့မယ်ပူဇော်ရတော့မယ်နဲ့နောက်ကလိုက်လာကြအဲ့ဒီလိုအုပ်အုပ်ကြွက်ကြွက်ဖြစ်ပြီးတော့လိုက်အသွားမှာမာနထွက်လာလက္ခဏာတော့ကြီးငယ်နဲ့ပြည့်စုံတဲ့ဖယားယူပကာရတော်ကြီးဖန်ဆင်းပြီးတော့အက္ကတဝကအစိုးအတိတိရှစ်ကျိတ်သောမဟာတဝကနဲ့တကွဝဲရချမ်းရံပြီးတော့တရားနာပိဋကရောင်ကြီးတော်တွေလွတ်ပြီးတော့ကြွလာလိုက်တာဥပဂௌတမေ့သွားတယ်မြတ်စွာဘုရားဆိုပြီးတော့ဗာပြောကောင်းလဲမေ့ပြီးလက်အုပ်ချီရောပရိသတ်ရေလက်အုပ်ချီရောပရိသတ်တရားတရားကသိအားကြီးတော့ဟာအဲ့ဒီတင်ဗာပြောကောင်းလဲဖယားသွင်ပြောက်ပြီးတော့မာနကရှင်မရဒီခါမာနရှင်ခိုးဘူးဆိုအေးလေငါမခိုးပါဘူးရှင်ဥပဂௌတရှင်မခိုးဘူးဆိုပြီးပဲနဲ့ကြောင့်ငါရှ िख ိုးနေတာလေမနာတင့်ကိုရှ िख ိုးတာမဟုတ်လက္ခဏာတော်ကြီးငယ်နဲ့ပြည့်စုံသောမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကိုသာလဲငါရှ िख ိုးတယ်မနာအဲ့ဒါလို့မိန့်တော်မူမှမာနလဲသာသနာတော်ကြီးကိုယုံကြည်သက်ဝင်တဲ့အဖြစ်သို့ရောက်၍သူ့ရဲ့ဘုံဌာနကိုအေးချမ်းချမ်းပြန်သွားပါစေပြိဿပြန်သွားပါလားမာနဧဒါကြီးငိုက်သလားဟုတ်ကဲ့လားဟုတ်အိတ်ချင်တော်ပါနေလို့မေးရပြန်သွားပါလားမာနပြန်သွားဧဒါကြီးမာနပြန်သွားပါလားနလန်တော့ထားပါမာနပြန်သွားပြီမာနပြန်သွားပြီးတဲ့နောက်အရိယာယဟန္တာကြီးများကငါရှင်တို့သီရိဓမ္မသောကမင်းကြီးအား
ငါတို့တွေသည်မြတ်စွာဘုရားသာသနာအားပို့ပြီးတော့ကြီးညိုသည်ထက်ကြီးညိုအောင်မိမိတို့တကောတော်ဖြင့်ဇေဒီပေါင်း8400ကျောင်းပေါင်း8400ဇရာပေါင်း8400အစရှိတဲ့သူရဲ့ကုသိုလ်ကောင်းမှုတွေအားလက်ဝါးဖြင့်မှတင်ကြိတ်သလိုမြင်ရအောင်ငါတို့ချီးမြှောက်ကြစို့ရှင်ဥပဂௌတမထေရနဲ့တကွယဟန္တာအရှင်မြတ်ကြီးများဖန်ဆင်းပြီးတော့တကောတော်နဲ့ပြလိုက်တော့တရားနာပိဋကသမုဒ္ဒရာအပြင်ကျွန်းတစ်ခုလုံးမမြင်ရတာဘာမှမရှိအကုန်လုံးမြင်ရသူတဲတဲ့မြို့ပေါင်း8400ဇေဒီပေါင်း8400အကုန်ဖူးလို့ဟေးအော်စရာကြီးပါလားမှန်လားပါဗျာဝတ်သားလှပါပြီအရှင်မရတို့ဘုန်းတော်ကိုအနုဘောကြည်ပါပြီနာမတန်ဗုဒ္ဓသုံးတော်ကထောထားတပ်ပြည့်မြတ်စွာဘုရားသာသနာကြီးဖရာတပည့်တော်လှူရတန်ရတာလှူရဂျွန်နပ်ပြီဖရာဓာတိမကဖရာတပည့်တော်ဒီကဲ့သို့လှူပါအောင်မယ်ဖရာဆိုပြီးဟောခန္ဓာကိုယ်စီပတ်အဝတ်တွေနဲ့ပရမထဒါနာကြီးပြုတော့မနဲ့မိရှုလှူတာသေပါစေဇီဝိတဒါနဘုရားကိုယ်တော်မြတ်ကြီးပြုခဲ့တဲ့ဒါနမျိုးတွေဒါနဆိုတာကျွတ်တို့တန်မြင်ညရိုးရိုးဒါနကပစ္စည်းဥစ္စာကိုလှူတာနောက်တရားနာပိဋကဒါနဥပဆိုတာကကျွတ်တို့ခြေလက်နာကိုယ်ငါတွေကိုဖြန့်လှိတောက်ပြီးတော့လှူတာဒါနပရမထပါရမီဆိုတာအသက်ကိုလှူတာအဲ့ဒီပါရမီမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးဖြည့်တော်မူခဲ့သလိုပရမတ္ထဒါနကြီးကိုပြုတော်မယ်ပိဋကကြီးခန္ဓာကိုယ်စီတွေနဲ့ပတ်ပြီးတော့မင်းရှုပ်လောင်လိုက်တာတခုံးခုံးနဲ့မင်း2သူရလောက်မြင့်ဘယ်လိုပဲမြင့်မဲလို့တိရိဓမ္မသောကမင်းကြီးကိုမီးမလောင်မှုတဲ့ပိဋကဘုရားကိုယ်တော်မြတ်ကြီးဗျာဒိတ်တော်အတိုင်းပေါ့လေသူ့ကိုယ်သူမီးရှုပ်ပြီးတော့ပူဇော်လိုက်မယ်ချစ်တာလို့ဗျာတွေထားခဲ့တဲ့အတိုင်းနောက်တရက်မကဘူး9ရက်တိုင်တိုင်မီးရှို့ပြီးတော့ပူဇော်ပါတယ်ပြည်သားကြီးဘယ်2ရက်တုံးမျိုးမီးရှို့ပူဇော်တာဘုရားသာသနာမှာတကယ်ကြီးညိုသွားရင်ကိုမီးရှို့ပြီးဒီလိုပူဇော်တာဘိသသူများပူဇော်သလိုများမီးရှို့ခြင်းစိတ်လေးပေါက်မလားနှုတ်ပါနဲ့တောင်းမှမရသေးတောင်းမှမရသေးမလုပ်ပါနဲ့အခုကြည့်ဩမာတရားနာဘိသမီးရှို့ပူဇော်တယ်မလောင်ဘူးမလောင်တော့မှ9ရက်တိုင်တိုင်မီးပူဇော်ပြီးသောခါစန္ဒကုနန္ဒာများနဲ့ရေချိုးဖီလိမ်ပြီးတဲ့အခါမှာတန်ဃာတော်အရှင်မြတ်များကိုဆွမ်းကပ်၍နန်းတော်သို့ချမ်းချမ်းသာသာပြန်တကိုးပိဋကရေလာကြီးရှင်ဥပဂௌတတိတ်သမထေရကြောင့်သီရိဓမ္မသောကမင်းကြီးရဲ့အလူမှာအနောက်ရှေ့မကင်းဘူးလားပိဋကဒါကြောင့်ဘုရားသာသနာမှာတဲအားထားစရာကောင်းပါတယ်ပိဋကသို့တော်လည်းပဲခင်ဗျားတို့ကကျွတ်တို့နဲ့အတူတူလူဖြစ်လာကြတာဆိုတော့ခင်ဗျားတို့ခေကျွတ်တို့ခေခင်ဗျားတို့ကိုယ်ကြတဲ့ကျွတ်တို့ရဲ့ကျွေးမွေနေတဲ့ခင်ဗျားတို့နဲ့ကျွတ်တို့နဲ့ခင်ဗျားတို့ဒီဘဝဒီခေဒီခါဒီဘုန်းကြီးနဲ့ဒီလူတွေဒီလိုလာတွေ့နေတော့ပြောလဲဖရာလက်ထက်ကကိစ္စတွေဟိုတုန်းကဇံပြန်းတဲ့ကိစ္စတွေဟိုတုန်းကစကလုံးတွေဆိုတော့တချို့ကလည်းဘုန်းကြီးကိုကြွားတယ်လို့လည်းထင်ကြပြီမယ်ပေါ့ကြွားတာမဟုတ်ဘူးဖရာဟောတဲ့စကားတော်နော်ကျုပ်စကလုံးထွားတယ်ကြွားတယ်လို့မထင်လိုက်ပါနဲ့ပိဋကကျုပ်လုံးကြံဟောတာမဟုတ်ပါဘူးမှန်လားပိဋကကြီးစကလုံးထွားတာကကျုပ်မဟုတ်ဘူးဗျလှတော်သားပိဋကကြီးစကလုံးထွားတာဘယ်သူတုံးဗျလှတော်သားဥလသိန်းဆေးတာမတော့ရဲတဲ့ရွာပေါ့လှတော်ရွာဆိုတာကျုပ်တို့ရွှေဘိုဘက်မှာရွှေဘိုလမ်းဥလသိန်းပဲဆေးတာတော့ရဲမလို့အစကတော့သေးတယ်အဲ့ဒီရွာရောက်တော့ဥလသိန်းရှိသူတို့ရွာကတကြီးကဆေးတံတောက်လာတော့လှတော်သားတယောက်ကပြောတယ်အလိုလေတို့ရွာကတကြီးဆေးတံတောက်လာလိုက်တာကွဲတဲ့ငါးချက်ဝင်မှုတ်ကလေးခွေးချီလာတဲ့အတိုင်းဘယ်ဥလာသိဆေးတံတောက်တော့လှတော်သားကဇက်ပြက်အောင်ပြောတဲ့လူတွေပြိဿဇက်ပြက်အောင်ဆိုတာသူတို့ရွာကကြောက်လန်းတပင်းကြောက်လန်းဟိုဘက်နှခမ်းဇက်ပွဲကတယ်သူတို့ကကြောက်လန်းဒီဘက်နှခမ်းကနှမ်းရိုးပုံကြီးမီးရှို့လှုံရင်းနဲ့ပြာသူလ2ယောက်တည်းစကားပြောတာဇက်ကမဖြစ်ဘူးပြက်တယ်3ယောက်ဝိုင်းနာထောင်ရီကြအတော်ကြ10ယောက်ဖြစ်လာဘိုက်နဲ့ရီကြ2ယောက်တည်းပြောနေတာရှားကြနေရတာမဟုတ်ဘူးကြာပန်းစကားစကလုံးလုံးထွားတဲ့လူတွေနောက်တော့ဟိုဘာတော့နဲ့ဇက်ကလူတွေဒီစုလာဟိုဇက်ကိုမကရဘဲနဲ့ပြက်တယ်ဗျကျုံလည်းကိုရွေးကျုံတော့ယုံပါတယ်သူတို့ရွာနာရောက်သွားတော့လှတော်ကနေပြီးကျွတ်တို့ဝက်လက်မြို့ကိုချိုးရတာကိုဗျကျုပ်ကဂျစ်ကားနဲ့သွားမှတရားဟောကျုပ်ကလှတော်သားမေးတယ်တကားတို့
ဝက်လက်လန်းကောင်းရလားလို့အဲ့ဒီလမ်းတော့မမေးနဲ့တဲ့ကိုတော်တို့ဝက်လက်လန်းကိုဂျစ်ကားနဲ့ကြွရင်ကြောက်ခဲစားသွားတော့အစာကြေးပါတယ်လမ်းဆိုးတယ်မပြောဘူးဟောစကားပြောရင်ဥပမာနဲ့ဒီမိသားတို့တော့ဝက်လက်ကမစီးဘူးဖျားတယ်ဘာဖြစ်လို့တုံးလို့ဆိုတော့အိုးတဲ့ဝက်လက်ကစီးရတာဟမ်ကြပါဘူးတဲ့နောက်ကဂလုံနဲ့လမ်းတောင်းလှဲ့ကြည့်ရေစီလှဲဖျားတဲ့ကားနှင်းတယ်ပြောလိုက်ပြီးတဲ့ကိစ္စကြီးရေစီလှဲကလမ်းတောင်းတယ်စကားပြောရင်ဥပမာမပါပဲမပြောဘူးနောက်တရားနာပြည်သားသူတို့ရွာနာဟိုကျွတ်တို့ပေါက်တော်ဆိုတာရှိတယ်ပေါက်တော်ရွာကဘုန်းကြီးတွေစာပြန်မွဲရှိစာပြန်မွဲတန်ဃာတော်တွေကြက်သားတံပေါင်းနဲ့ကတ်အဲ့ဒါသွားကြည့်ပြီးလှတော်သားကပြန်လာတော့ပြောတယ်စာပြန်မွဲဆိုလို့သွားကြည့်ပါကွာတဲ့လက်ဆက်တတ်တော့ဘုန်းကြီးအေးကိုကွာအတော်နောက်တဲ့လူတွေကျက်သားတံပေါင်းနဲ့ကတ်လို့ဘုန်းကြီးအေးဘုန်းကြီးတွေကလည်းစားရတာကွာတဲ့ဝေသာလီပြီးဘလူးကြတဲ့အယိုးကြီးကြအောင်စားလို့ပြောတာလှတော်သားကြောင့်ပြောရင်လည်းကုံမမုံမကုံမသိနည်းနည်းပြောဦးမယ်အဲ့ဒီမှာတရားနာပြေးတာကျွတ်တို့ကသူတို့ရွာနာမေးတယ်ခင်ဗျားတို့လှတော်ကားစိတ်ကားပေါ်ရလားလို့ကားပေါ်တာတော့မပြောနဲ့တဲ့ပြချီးခါတဲ့အတိုင်းပဲဟိုပြားကောင်တွေပြချီးခါတာကြီးမှမကောင်းခင်ဒူနဲ့တခါတကောင်နဲ့တကောင်တိုက်ခမဒါကြောင့်ပြချီးခါတဲ့အတိုင်းပဲတဲ့ဒီပြီးတော့ကားဘလောက်ပေါ်ဖျားတဲ့ RTP မှာစီးတာတဲ့ဘာဖြစ်လို့တော့ RTP ဟင်းတော့မြန်နေဆိုတာဟုတ်တယ်ကိုဖျားတယ်ခုနေ့ကမန္တလေး RTP မြန်မုံပြောရရင်ရန်မုံပြောရရင်ရိုင်းဖဲကြီးစံဖက်လိုက်ရတဲ့ဒါပဲကခဏလို့စဉ်းစားကြီးစံသူဘယ်လုံးကဖက်လိုက်ဘူးလို့တောက်တဲ့လူပြောတဲ့လူတွေဥပမာမပါပဲစကားမပြောဘူးကျွတ်တော့မေးတယ်ခင်ဗျားတို့လှတော်သားကလို့ဥပမာမပါပဲစကားမပြောတတ်ဘူးလားလို့ဆိုတော့အိုးတဲ့တပည့်တော်တို့ကဥပမာမပါပဲပြောရရင်တဲ့ဟိုလှဲမီးတို့စီးရတဲ့အတိုင်းဟောပါလာပြန်ရောဥပမာနဲ့လို့ပြောမှာနောက်ဟိုကမေးတယ်မင်းတို့ရှိသမားဝါယမဆိုင်ကအထယ်လေးပါလေးပေးရလားဟာတဲ့အထယ်ပေးမပေးတော့မမေးတဲ့မောင်ရဲ့တဲ့ကိုမိမကိုလေးထန်းဆောင်ရတယ်ဗျာကြီးထိုးမှကြောက်လို့အထက်မပေးဘူးပြောလိုက်ပြီးတဲ့ကိစ္စဒါကြောင့်လှတော်သားကြောင့်ပြောမကုန်ဘူးပြောတာမကုန်မသိတခုတော့ပြောမယ်တခုတည်းပါအချိန်လေးရစီသွားပါပြီ။အော်ကျွတ်တို့ရှင်းတော့ကတော့ပခန်းသားချီပါသားဆိုရရာဇဝင်နဲ့ပခန်းသားတွေကတို့ရှင်းတော့ကရာဇဝင်ရှိတယ်တဲ့အခုလက်ထက်မှာနာမည်ကြီးနဲ့လှတော်သားစကားပြောကောင်းတယ်ပြောတယ်လာဟေ့သွားပြောရစကားပြောပြိုင်မလို့လာကြလှတော်ရွာနာရောက်တော့ကလေးတယောက်တွေ့ဟဲ့ကောင်မေးပဲရွာကကျုပ်လှတော်သားဗျလာခဲ့ပြီပြီတော့မပြေလှတော်သားရှာနေဟဲ့ကောင်လာခဲ့ဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုကလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့ယိုကျွေးပါမယ်ဘယ်လူကြီးနဲ့ပြောခဲ့ရတော့ကလေးနဲ့ပြန်ပြေးလာခဲ့ရဒုက္ခနဲ့ဒုက္ခဟိုတုန်းကပခန်းသားချီပါသားနာမည်ကြီးတော်လည်းပဲအခုလှတော်သားမမှီဘူးဗျာဒုက္ခနဲ့သူဖြစ်ပေါ်လာတဲ့သဘာဝလေးတွေကိုဘုန်းကြီးပြောနေဒါကြောင့်တရားနာပရိသတ်ရေရှင်ဥပဂုတ်တတိတ်တမထေရီမာနကိုနှိမ်နှင်းလို့ပိရိဓမ္မသောကမင်းကြီးရဲ့ကုသိုလ်ဝဲမှာအနှောင့်အယှက်ကင်းတဲ့နေရာမှာထားလို့ကျွတ်တို့ဒီကနေ့တရားအပြီးတတ်ရအောင်ကိုင်းခဏလေးနော်လှုပ်မလုံးနဲ့နေဦးတာဓုခေါ်ရုံလေး9မိနစ်မရှိတော့ဘူးဟိုတရားဝဲဟိုပွဲလမ်းဆိုရင်မဟုတ်လို့လှုပ်ကြုံကြယူခဏလေးကိုင်းဆိုကြသားမျိုးအားလုံးတကဘာလုံးမှများတတ်တာချမ်းသာကိုစိတ်မြဲပါစေကြံသေးရလားလို့တကဘာလုံးဘသူချန်ထားသေးတော့မတက်တဲ့လူတွေရောမိအဲလိုလားဘသူချန်ထားသေးတော့မတက်တဲ့လူတွေရောမိအဲလိုလားမလုံးနဲ့နော်မိအဲမေတ္တာပို့တာ30ဘုံချမ်းသာကြပါစေမောင်တုတ်ကြီးအလို့မောင်တုတ်ကြီးကသူနဲ့မတည့်ဘူးမတည့်တာချန်ထားမှဆိုလို့ဘသူမှမချန်နဲ့ဒါကြောင့်ဒီကနေ့ရောက်ရှိလာတဲ့တရားနာပရိသတ်အလုံးအားကြာလီကံဆရာတော်သည်1339ခုနှစ်
နရောလစုပ်14ရက်လကွယ်နေ့ကစ၍တရားဟောတာတချင်းဆိုတာငိုတာတွေကိုငါညီများနှမများငါငိုခဲ့လှဆိုခဲ့လှပါပြီတိုင်းပြည်လဲငိုချင်းတန်နေဘွက်ပေါက်ကုန်ပါသဖြင့်ဆရာတော်သမတော်များနဲ့တကွာလူကြီးမိဘသူတော်ကောင်းတွေနှာခေါင်းရှုံတဲ့အလုပ်ကြီးကိုငါဖြုတ်ပြီးတော့တချင်းဆိုငိုတာတွေကိုဒီကနေ့ကစပြီးရှောင်ကျင်ဟောပါသဖြင့်ညီငယ်နှမငယ်များတဲ့ဆိုတာငိုတာတွေနားထောင်ခဲ့ပြီးပြီပဲကွယ်ကြာလီကံတရားဝဲဆိုရင်ငါဆုံးမတဲ့သင်္ကန်းစာအပြည့်အဝလေးရိုးရိုးဟောတော်လဲလာပြီးတော့ယူလှဲ့ကြပါဆိုတာတိုက်တွန်းရင်းနဲ့ဂိုင်းတရားနာပိဋကခမည်းတော်ကိုကြုံမေတ္တာပို့ပါအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေလို့ပါကြုတ်ကြဒုနာရှိတာဘုန်းကြီးဘုရားမေတ္တာကပိုင်ထဲထည့်ပြီးဘုန်းကြီးတော့ပြည့်မထားခဲ့ပါနဲ့အလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလျင်ချီရင်နေဖုံမုံစိတ်တွေပြစ်ပြရသေးသည်တော်မိမိတို့အင်္ဂယာဌာနသို့နေဝတန်တို့သီခံရတာပြန်ကြပြီတော့နေဝတန်တို့မေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရမြန်းစီရောခြေသာဆွေကလျှံပြီးကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်